အားလုံးမင်္ဂလာပါစိုင်းမနာရင်ချမ်းမြေကုမ္ပဏီ page မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတော့ဒီစားကျွန်တော်ကုမ္ပဏီလေးမှာဖြစ်နေတဲ့အရာလေးကိုပြပြချင်ပါတယ်တခြားကြောင်းတော့မဟုတ်ပါဘူးအင်ချမ်းမြေနဲ့ပတ်သက်ပြီးတော့မှအခုတော့ကျွန်တော်စီကိုတောင်တကုံစိတ်ကန်းအရှိတကုံအဲ့ဒီမြို့နယ်တွေမှာရှိတဲ့မြေကွက်ပေါင်းမြေကွက်လေးတွေကိုတော်တော်များများလာပြီးတော့မှအကြတယ်အယောင်းဝယ်လုပ်ကြတာပေါ့နော်အဲ့လိုအခြေအနေတွေကကျွန်တော်ကုမ္ပဏီကထူးခြားလေးဒီတော်မှာကြုံနေရတာပေါ့နော်တကယ်အမှန်ကစိုင်းကုံကုမ္ပဏီကဒီမျိုးတွေကအကွက်ကြီးတွေလုပ်တယ်စီမံကိန်းဧရိယာကအကွက်တွေကျွန်တော်တို့အဓိကထားလုပ်တာပေါ့နော်သူချာချာပဲတော့ဒီကိုဒီကုံစိတ်ကန်းလို့ခုနပြောတဲ့အရှိတကုံလို့တောင်တကုံလို့ဒီပါမစ်မြေတွေကတော်တော်များများလာအပ်ပြီးတော့မှရောင်းဝယ်လုပ်နေတာကိုတွေ့ရပါတယ်တချို့လည်းမမားတာပေါ့နော်စိုင်းကုံကုမ္ပဏီကဒီအကွက်တေးတွေမလုပ်ပါဘူးလို့မမားနေလူတွေရှိပါတယ်ကျွန်တော်လည်းတချို့မအပ်ဘူးပေါ့နော်ကိုစားကိုအဲ့ရမအားနာလို့ဒီအကွက်တေးလေးတွေကိုစားတွေမလုပ်ဘူးထင်လို့ပေါ့နော်တကယ်မဟုတ်ပါဘူးကျွန်တော်လုပ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်25နှစ်တာတည်ဆောက်ထားတဲ့ brain name ရယ်ကျွန်တော်ရဲ့ network ကြီးကအကြီးပါအဲ့တော့ဒီရန်ကုန်တိုင်းမှာရှိတဲ့ PT မြေကွက်ပဲလာပေါ့နော်ကျွန်တော်လုပ်ပေးနိုင်ပါတယ်ခုနပြောခဲ့သလိုကျွန်တော် network ကကျယ်ပါတယ်ကျွန်တော်နားကကျွန်တော်ကိုချစ်ခင်ရတဲ့လူတွေများပါတယ်ကျိုးဆောင်လောကမှာလည်းကိုနာမည်တစ်လုံးနဲ့တည်ဆောက်ထားတဲ့အားက25နှစ်လောက်ကျော်သွားပြီဆိုတော့အဲ့တော့ယုံကြည်ရတဲ့လူများပါတယ်ဒါကြောင့်မလို့လူချင်းမင်းတို့လည်းယုံကြည်နဲ့ကျွန်တော်စီမှာလာပြီးတော့မှတကုံစိတ်ကားလို့တောင်တကုံရှိတကုံလို့အနိုင်ကြောင်းကျွန်တော်ဝန်ဆောင်ပေးနေပါလို့ဖြစ်ကြောင်းကိုအတိပေးလို့ပါတယ်အခုလည်းလူချင်းမင်းတို့အကွက်တွေရှိလို့ရှိရင်စားကုန်တော်ကုမ္ပဏီကိုဒီအကွက်အသေးလေးမလုပ်ဘူးလားလို့မမေးနဲ့လုပ်ပါတယ်ဒါတော့အနာမို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်